ဒီနေ့လေးလေးရနေမကောင်းလို့မမေကလဲသွားဆိုပြီးတော့ blind ပေါက်ဝယ်ပေးပါတယ်။ဘာလေးပေါက်လဲဆိုတာပြပါမယ်။ ဘူးလေးပြအောင်ဗာတစ်စိတ်ဘူးလေးပြအောင် ဘူးလေးရဲ့နာမည်ကတော့ fashion show ပဲဖြစ်ပါတယ်။ဒီရုပ်ကလေးပေါက်ပါတယ်။ဒီနေ့ခိခိကစပီရစတဲ့နေလေးပဲဖြစ်ပါတယ်။စပီရစတဲ့နေမှာစစကအများကြီးရအောင်ကြိုးစားလာတဲ့ကြိုးစားလာလို့ဖေဖေက blind နိုမီ blind မောင်လေးစူးချရဖြစ်ပါတယ်။စဖောက်မယ်နော်။မျိုးခိခိလိုချင်ဆိုတော့အကုန်လိုချင်တယ်ပေါ့နော်။အကုန်လိုချင်ဒီနှစ်ခုကရွဲလို့ဒီနှစ်ခုပေါ့အကုန်ရွဲလို့ဒီနှစ်ခုမပေါက်နဲ့ရပြီ။မပေါက်ရပြီ။ပေါက်ရဲ့ပေါက်ဟုတ်တယ်။ ကပ်ပါဦးလားဘီဒီယိုဒီလေမျက်လုံးမိတ်တာမျက်လုံးမိတ်တာနော် ဘာလဲမောင်လုံးကြည့်ပါနေဟမ်ဘာလဲမောင်လုံးကြည့်ပါရဖောက်ပါရပါပြီ ဟုတ်တယ်နော် ခိလိုချင်နေဟုတ်လားကြည့်လိုက် ကြည့်လို့ကျတော့ဒီနှစ်ခု ဟုတ်လားလဲ ပေါက်မယ်ရုပ်ကိုကြည့်တမီးရုပ်ကိုကြည့်မျက်လုံးကနှလုံးလေးလေးမလူချင်းဆုံးဟာလေးပေါက်တယ် တုံးလုံး မပြအောင်ဒီဘက်ပြအောင် ကပ်ပြောင်း ဟုတ်လေးဝပြအောင်လေရုပ်ပြအောင်လေဒီဘက်ပြလေပြအောင်တရားပြ တမ်းနဲ့ချစ်စရာလေ ချစ်စရာလေးပါလှပါတယ်ဟုတ်ရမျက်လုံးလေးလှည့်လိုက်ရပါ ဆယ် လေ မီတီလေးနဲ့သူ့ဒီမှာကလေးချစ်စရာ မလူချင်းဆုံးဟာလေးပေါက် အားလုံးပဲ bye bye